အောင်မြင်တဲ့လူတွေဟာယူကိုယူရမယ်နော်အခုကိုယ်တော်ယူဆိုဒီအခြေအနေရောက်လာအောင်ဘလောက်ကြိုးစားခဲ့ရလဲဘဝမှာနော်ဒီအခြေအနေမဖြစ်ခင်ကကိုယ့်ဘဝရုန်းကန်တာဥအောင်တို့လည်းဒီ9နှစ်သားလောက်ကလေးကဥအောင်ကိုယ့်အကြောင်းကိုသိတယ်အခုလူငယ်တွေလည်းမေးချင်တာလေမင်းကိုဘယ်အချိန်ကငါအကြောင်းကိုငါသိလဲဟောဘာဖြစ်ချင်လဲတွေးရမယ်ဘာမဖြစ်ခင်မှာငါအကြောင်းကိုငါဘယ်အချိန်ကစတချို့10နှစ်မှမှတ်မိတာလားငါနဲ့ဥအောင်ဆိုရင်9နှစ်သားလောက်ကလေးကမောင်ရင်လောင်းပုံလေးနဲ့တင်တန်းမှလည်းပြပါတယ်မောင်ရင်လောင်းဝတ်တယ်ကိုရင်ဝတ်ကြတဲ့ကူကသူများနဲ့မတူအောင်ထိုင်တာသူများကထိုင်ကူကမတက်ရက်တယ်သူများမတက်ရက်ရင်ကူကထိုင်ကန့်လန့်လောက်တာမဟုတ်ဘူးနော်ကိုယ်စိတ်ထဲမှာကိုသူများနဲ့မတူတဲ့မူလေးတွေကိုသူများလိုက်လှုပ်တိုင်းလှုပ်တဲ့ဟာဒီမှန်ညင်မှန်မယ်မှားညင်မှာလည်းကိုနည်းနည်းလေးစမ်းလှုပ်ချင်တယ်ပေါ့နော်အဲ့တော့အဲ့မှာဥအောင်9နှစ်သားလောက်ကတည်းကအဲ့လိုတည်တယ်အောင်တော့စဉ်းစားတာပေါ့နော်ငါစဉ်းစားမအောင်ရင်ဘာလုပ်ရင်ကောင်းမလဲကိုစင်နှမ်းမအောင်တဲ့လူတယောက်ကအဲ့ခေတ်ကတော့စဘာတာလီစီဖြေလို့ရတယ်အဲ့လိုဆိုတာလီစီသွားဖြေတယ်ဥအောင်ကအများဆုံးအကောင်းဆုံးဖြေတယ်အစောကြီးသွားတယ်ဟောစဉ်းစားတယ်ပေါ့နော်သွားဖြေတယ်နောက်အင်တာဗျူးတဲ့အခါကစက်ထွက်လာတော့ကိုယ်နာမည်မပေါစင်နှမ်းမအောင်တာလည်းအခက်ခဲပဲတာလီစီမအောင်တာလည်းအခက်ခဲပဲအဲ့အမေနဲ့ကုံစိမ်းရောက်နေစောတော့ထားတယ်အမေနဲ့ဈေးသွားတယ်အဲ့တော့အမေစီဈေးလာဝယ်တဲ့ဖောက်တီတွေထဲမှာဒီကုံစိမ်းလာဝယ်တဲ့လူကြီးတယောက်ကကိုစုံရွက်မေးတယ်ကိုစုံရွက်ဘယ်လောက်တော့တစည်းတကြအစည်းတရားထဲလိုက်သူများတွေဆိုရင်တစည်းတကြဆိုငမ်းမှုထားပါသုံးမှတ်ထားပါစစ်တယ်ဒီလူကမစစ်ဘူးအကုန်လုံးထည့်လိုက်ဟာတစ်ခေါက်မို့နှစ်ခေါက်မို့ဆိုတော့ဟာဒီလူဆန်းတယ်ပေါ့ဟာလေးလေးခင်ဗျာဈေးလည်းမစစ်ဘူးညာတွေလည်းအများကြီးဝယ်တယ်ငါတို့ကမင်းစီကတကြဝယ်တာတဲ့ဟိုမှာမင်းကနှစ်ကြရောင်းတာငါပိုတော်မြတ်သေးတယ်ဆိုစဉ်းစားဟာဘာလို့ခင်ဗျာဘယ်ရောင်းတာတော့ငါရွှေတော့ပေါ့အဲ့တော့လူငယ်တွေပြောနေတာကြီးပွားတိုးတက်ဖို့ဆိုရင်စုံစမ်းရမယ်လေ့လာရမယ်အမေကကုန်သိန်းရောင်းတာမြင်တယ်ကိုကသားကရွှေတော့ကလူဘာလို့ဝယ်တယ်လဲဆိုတာကိုကလှမ်းမြင်တာပေါ့အဲ့မှာနဲ့အမေကျွန်တော်အဲ့လိုဆိုရင်ဒီရွှေတော့ဘိုးတော်ကြီးပြောတဲ့စီကိုကျွန်တော်လေ့လာခြင်းတယ်ဆိုတာအဲ့ဘိုးတော်ကြီးလာတဲ့အခေါက်တိုင်းကိုဂရုစိုက်ရတယ်သူခုနပြောလို့သူကွန်းရကြရင်ကွန်းရဆိုင်သွားပြီးကွန်းတို့ဝယ်ပေးရတယ်သူကခုခင်းလာတဲ့ခါဘာရောင်းနေမင်းငါတို့မရွှေတော့လာရင်ကွန်းရရောင်းရင်စိုးဘူးရတယ်မင်းအခုဒီမှာကွန်းရတရားမင်းဒီမှာတမတ်တယ်ဟိုမှာမင်းငမ်းမှုရောင်းလို့ရတယ်ဟာဟုတ်ကဲ့ပဲအမေကျွန်တော်အရင်ကြီးလည်းမတယ်အမေကကုံစင်းရောင်းတာလေအမေကျွန်တော်အရင်ကြီးတော့မရှိဘူးကျွန်တော်900ရောင်းရင်းတန်းနဲ့ဒီလေးနဲ့လိုက်သွားရင်မရဘူးလားဆိုဟာငါသားရဲ့ငှက်ပြားတော့ရင်းတယောက်တည်းဘလို့ဖြစ်မှာတော့ပေါ့အဲ့ဒီချိန်ကဥအောင်လည်း16နှစ်18နှစ်ဆိုခန္ဓာကိုယ်ကသေးသေးလေးဆိုတော့ရွှေတော့လိုက်မယ်ဆိုလည်းရွှေမတူးနိုင်ဘူးလေအဲ့တော့ကိုယ်အလုံးနဲ့ကိုယ်တတ်နိုင်တာရွေးချယ်လိုက်တော့900ရောင်းရင်လိုက်မယ်ပေါ့အဲ့တော့900ပညာသွားသင်ရတာလည်းမလွယ်ဘူးဒီ900တရားကိုဒီကွန်းသီးထည့်ပြီးတော့ဒီလိတ်တဲ့ဟာလေးကိုဥအောင်ကအရင်20တလလောက်အဲ့ကွန်းဆိုင်မှာသွားပြီးတော့ကွန်းဆိုင်ပိုင်ချင်းတထေးဘိုးတော်ကမကြည့်ဘူးကိုတထေးကြောကိုအမဘာညာဖရပြီးတော့ကိုကလည်းကွန်းရမျိုးရိုးမဟုတ်ဘူးလေအမေရောင်းတာကုံစိမ့်လေကိုကကွန်းရနဲ့သွားမယ်ဆိုတော့ဟိုဘိုးတော်ကမင်းကွန်းရတရားဒီမှာတမတ်ဟိုမှာငမ်းမှုရောင်းရတော့ဆိုအဲ့လိုဆိုလေးကျွန်တော်လိုက်ခဲ့လို့ရလားဆိုလာတဲ့နီးဘယ်လိုဘယ်လန်းသွားဆိုတာ तू ကလည်းကားပေါ်တက်လို့ခေါ်တာမမဟုတ်တာဟိုအစင်းကားစီလှဲစီဟိုမှာကုန်းချောင်းချောက်ရတာတွေအများကြီးပေါ့အဲ့တော့အဲ့ကွန်းရပညာရတဲ့အခါမှာခုနရွှေကုံတယ်နဲ့တွေ့တဲ့အခါမှာပြောချင်တာကစေတန်းမအောင်တာလီစီးပြီမအောင်ကုံစိမ်းရောင်းရွှေတော်လူနဲ့တွေ့သူ့ကိုအင်တာဗျူးလုပ်ပြီးတော့မှ तू ကနေအစင်းစင်ပေးပြီးတော့ဟိုရောက်တဲ့ခါမှာအဲ့ရွှေတော်ဆိုတဲ့နေရာရောက်တဲ့ခါမှာရွှေကုန်းတယ်ကိုသွားပြီးတော့ကျွန်တော်ကွန်းရအောင်မှလို့သွားလက်ဆွဲနှုတ်ဆက်လို့မရဘူးလေဒါပေမဲ့လောကမှာအခွင့်အရေးဆိုတာတစ်ချိန်ရောက်လာတာပဲလေဟုတ်အဲ့တော့ရွှေဝယ်တဲ့လူကမူးစီမတ်စီတို့ကြက်စီတို့တစ်ကြက်နှစ်ကြက်တို့ငမ်းမှုတို့ကအနုတ်ကကွန်းရဆိုင်ပဲရှိတာအဲ့တော့ဒီရွှေကုန်းတဲ့ရွှေဝယ်တိုင်းဒီငမ်းမှုတမတ်အစွန်းအပ်ဖို့တို့အနုတ်လာလဲတဲ့အတွက်ကွန်းရဆိုင်ကို तू လာရတယ်တော့အောင်ရင်ကအနှုတ်ရှိရင်လဲပေးတာဟုတ်ကဲ့ပါဆရာငါ့ဘူးကွန်းရတထိုးထုတ်လိုက်စမ်းကွာအဲ့ဒီကလေးကမက်ကတိပညာတက်ပြီးသားအဲ့တော့ကွန်းရတိုင်းမှာကိုကထိုင်နေတယ်အဲ့ကွန်းရရွှေကုန်းတယ်လာပြီးဆိုရင်သူကလမ်းပေါ်ကနေဒီအောင်ကွန်းရဘက်ကိုမချိုးခင်ခဲ့တဲ့ဥအောင်ကွန်းရတရားရပြီးသားကွန်းရရပြီးလက်ညှိုးလေးတဲ့ရပြီးထဲတာခုံလေးပေါ်တင်တာဆရာသားတဲ့ထုံးပပဗမာစီဟာငါမေးဘယ်တော့ကကွန်းရမှာလားဆရာရဲ့မမှားလဲဆရာအစင်သိမှာဆိုတော့တရားသူကကောက်သွားလဲကွာအာနာပါလေကွာတထုတ်တာထုတ်လိုက်ပါတော့ဆိုအဲ့တော့တကြက်ကိုပူရောင်းရတာပေါ့နော်အဲ့တော့အဲ့ဒီကလေးကဟိုသူနဲ့ခင်မင်တယ်လူဆိုတာသူ့အကြိုက်ကိုလှုပ်ပေးနေလို့သိတယ်ဆိုရင်သူ့အတိမတ်ပြူတာပေါ့အောင်မြင်ခြင်းတဲ့လူတွေကအချိန်ပေးကိုပေးရမယ်အဲ့တော့အချိန်မပေးဘဲနဲ့အောင်မြင်မှုဆိုတာတော့မရနိုင်ဘူးအဲ့တော့ဒီနေ့အချိန်မှာတော့အောင်သမားတွေဥအောင်လို့တာလူတွေကအထင်ကြီးနေပြီမဲ့လို့အဲ့ဒီအချိန်ဟာတွေကပြန်ပြောနေရတာသိရတာရှိတာပဲငယ်ငယ်လေးကတည်းကကိုကတတိဖြစ်နေတာလုပ်ငန်းအောင်မြင်နေတာအဲ့တော့လုပ်ငန်းအကြီးကြီးလုပ်ချင်တာပေါ့နော်ဒါပေမဲ့ဟိုကိုတိုးလို့ရတာပါလဲပြောရင်ကွန်းရလေကိုတိုးလို့ရတာပါလဲစဘာတာလီစီရေးလေကိုမ10တန်းပေါင်တာတာလီစီရေးပဲဖြေရမှာပေါ့အဲ့တော့ကိုလုံးလို့ရရွေးချယ်ခွင့်ရတဲ့အလုပ်ကိုရွေးချယ်ပါရွေးချယ်လို့ရတဲ့နေရာမှာစပြီးခြေလှမ်းပါဥအောင်ဆိုအဲ့လိုရွှေပညာတက်ပြီးတော့ရွှေကုန်တွေဖြစ်ချင်တာနဲ့မိမရဲ့ဆွဲကြိုးတို့ငကတ်တို့လက်စွပ်လေးတွေရောင်းလက်ဖွဲ့ရတဲ့ပတ်စံလေးတွေစုပြီးတော့လောဘပေါ့နော်
ကိုယ်စီမှာကွန်းရစားတဲ့အဲ့ဒီပေါ်မြင့်ဆိုတာဥအောင်တင်ငယ်ချင်းတယောက်ရှိတယ်ဒီကောင်ကြောက်ဝယ်လာတယ်ပြောင်းအောင်ကြီးငါကြောက်လေးတာ90နဲ့ဝယ်လာတာအခါဒီသူကကြောက်တန်လေးတက်သွေးကြည့်နေဘူးတဲ့လာထောင်ကြည့်တော့ငါဒါလေးညနေက100နဲ့ရောင်းလိုက်ပြီကိုယ်ရှင်နေသူကအမျက်တွေခဏခဏလာပြောလို့ကိုယ် feeling တက်လာတာပေါ့နော်အဲ့ဒါနဲ့ဟိအောင်လို့မင်းကြောက်ပါငါကွာတဲ့ယူတွေကကြောက်ရောင်းသွားမှာတဲ့အဲ့လိုဆိုရင်မင်းပါမလားပေါ့ရှယ်ရဆိုတော့ကိုမကျွမ်းကျင်တဲ့အလုပ်ကိုကိုကအဲ့မှာနေသူ့ထဲမှာအဲ့တော့ကိုအဲ့ခိကတင်နေဥအောင်တင်နေပတ်စံ1000ခွဲ2000လောက်ထင်တယ်မိမငကတ်တီရောဆွဲသီးလေးတော့ရှိတာလေးကိုရောင်းချပြီးတော့အဲ့ဒီ3000ဘိုး4000ဘိုးလောက်ရှယ်ရလို့ရလို့ကြောက်က3ဆလောက်မြတ်တော့ပြန်လာရင်သိန်းကနန်းရရင်ငါရွှေကုန်းနဲ့ဖြစ်မယ်ပေါ့ဆိုပြီးတော့အကုန်လုံးပေါင်းတယ်ရောင်းချပြီးအဲ့ကောင်နဲ့ကြောက်ရှယ်ရထည့်လိုက်တာအခုထိပြန်မလာတော့အဲ့တော့ကိုကဘာအမှတ်တရဖြစ်လိုက်လဲပြောဩလို့လုပ်ငန်းဟာဘလောက်ပဲအစများမြတ်ကိုမကျွမ်းကျင်တဲ့အလုပ်ကိုပုံပြီးဩတဲ့အလုပ်ကငါလုပ်လို့မရဘူးဆိုတာအဲ့ဒီပတ်စံတောင်းကနန်းဟာဥအောင်ဘဝတွေချင်းတီသိန်းတောင်းကနန်းထိလုပ်ငန်းထိမလုပ်နဲ့ဆိုတာကိုအဲ့တော့အဲ့ဒီအချိန်တုန်းကတော့ဘဝပြတ်တာပေါ့နော်အဲ့ဒီပတ်စံလေးကဆိုတော့အဲ့ဒီမှာနေငါဟာလောဘကြီးလို့မရဘူးမင်းမကျွမ်းကျင်ပဲနဲ့မပြီးရွန်းနဲ့မင်းဘာမှမလုပ်ပါနဲ့ဆိုတာကိုအဲ့ဒီပတ်စံကခုတည်းဥအောင်ကိုအမှတ်တရဆုံးမသွားတာပေါ့နော်ဘဝဥအောင်ကရွှေကုန်းနဲ့ဖြစ်လာတယ်ကိုကအဲ့ဒီအခက်အခဲဖြစ်နေတဲ့အချိန်မှာရွှေကုန်းနဲ့အောင်မြင်လာတဲ့ကားစီးနိုင်တဲ့အချိန်မှာလုပ်ငန်းလိုင်စင်ကြီးတစ်ခုလုံးအသိမ်းခံနေရတယ်တယောက်တည်းအသိမ်းခံရတာမဟုတ်ဘူးနော်အားလုံးသိမ်းတော့ငင်းချမ်းကြီးကတခါတည်းထုတ်ကြတယ်အပိုင်စီးလိုက်တာအဲ့ဒီတကယ်လို့ဒါနော်အဲ့ဒီငင်းချမ်းကြီးကအပိုင်မစီးခဲ့ရင်ဥအောင်မန်းလေးမရောက်ဘူးအဲ့မှာဒါနဲ့ဥအောင်မန်းလေးရောက်လာတဲ့ကမန်းလေးမှာဥအောင်အမားတော်ဝင်းထဲမှာရွှေတန်းစင်လုပ်ငန်းလုပ်တယ်အောင်မြင်လာတယ်ရွှေတန်းစင်လုပ်ငန်းကဟိုးမြောက်ပြင်သွားဖွင့်လို့မရဘူးမြောက်ပြင်မှာဘာမှမရှိဘူးဒီမုံရွာကားဂိတ်ဆိုတဲ့22လမ်း89လမ်းကမုံရွာကားဂိတ်ရှိတဲ့နေရာအဲ့ဒီနေရာလော်ဘူးဥအောင်သွားဖွင့်လိုက်တာဥအောင်အတွက်ဘူမိနဲ့တန်ဖြစ်သွားတာဟုတ်နော်အဲ့လိုလုပ်ငန်းအောင်မြင်လာတဲ့အခါကျမှရွှေတွေကအရန်ဝင်လာတော့အဲ့ချိန်မှာဘန်အစတနတဘန်ပိတ်တော့လူတွေကအကုန်လုံးကဘန်တွေကပတ်စံတွေထုတ်ပြီးတော့ရွှေဝယ်တယ်အဲ့ချိန်မှာသူများတွေကလက်နဲ့ငွေကြီးနေတဲ့အချိန်မှာဥအောင်ကားဝယ်မစီးဘဲနဲ့ငွေကြီးစက်၄လုံးဝယ်လိုက်တယ်အဲ့မှာနေအဲ့ဒီအချိန်မှာဟိုချစ်ကားတစ်စင်းကလည်းငွေကြီးစက်တစ်လုံးစာပေါ့နော်အဲ့တော့ကား၄စင်းတစ်ပြိုင်တည်းဝယ်လိုက်တယ်လို့ပဲအဲ့ချိန်မှာကိုကားဝယ်မစီးဘဲနဲ့ပြင်ပန်းခံရတာပေါ့အဲ့တော့အတွေးတစ်ခုစီကိုယ့်ဘဝမှာသူများနဲ့မတူအောင်တွေးပါသူများအကောင်းဆုံးပေါ့ခုနကကိုစောင်ကြီးပြောတဲ့လျှို့ဝှက်ချက်တူအကျိုးပြုခြင်းတဲ့စိတ်တွေပဲထားပြီးတွေးရင်ကိုယ့်အတွက်စားဖို့ကကြံပါတယ်တော့အခက်ခဲဆိုတာတော့အများကြီးပါပဲလောကမှာဘယ်အချိန်မှဆိုအခက်ခဲပဲအခုလဲဥအောင်တို့အသက်53နှစ်ရောက်တဲ့အခါမှာဘာအခက်ခဲလေးပြောရင်60ကျော်90ရဲ့နောက်ဆုံးကိုယ့်ဘဝရဲ့နောက်ဆုံးအချိန်ဟိုထွက်တဲ့ကိုဘယ်လိုထွက်မလဲဆိုတဲ့ဝိပဿနာပညာလေးတွဲပြီးသင်နေရတော့ဆိုဟိုရှာလာကလေးကပတ်စံရှာရင်းနဲ့ပဲအခေါင်းထဲဝင်သွားရင်တော့ဒါအာကုသိုလ်စိတ်နဲ့ပဲသွားမှာပဲပေါ့နော်အဲ့တော့ပတ်စံရှာတဲ့လုံလဲလုံမယ်ပရိဟိတလည်းလုံမယ်ကိုယ့်ရဲ့ဘဝနီရောရက်ဒီနီရောသွားမယ်ပေါ့ဒါကတော့ကိုကြောင်ကြီးမေးတဲ့ဟိုဥအောင်ရဲ့ဟိုဒီငယ်ဘဝကနေပြီးတော့အခုဒီနောက်ဆုံးရွှေတင်တန်းရွှေတန်းတွေဖွင့်တဲ့အထိလုပ်တဲ့ဟိုဟာလေးတွေပါပဲ